3, 2, 1. Arguing again, arguing about something so simple. Make it clear, tell me why you're running back to him. Feeling insecure, feeling like there's more to your character. Every tear that you cry is worth it in the end. But baby, tell me, how have you not figured it out? Ooh, dry your eyes. The world can always give you reasons to cry. But understand, you're stronger than you know. There's power in your bones. The flowers that you've grown were watered by your tears. You say you're growing old. One day you're gonna fold. Amazing how you go unbothered through the years. But if you just let go and fall into the garden that you grew, you would finally know that you don't have to be somebody new. မရှိဘူးပေါ့နော်ကျွန်တော်မှာဒါပေမဲ့ကျွန်တော်သုံးခုလုံးကိုလေ့လာလိုက်တယ်လေ့လာလိုက်တဲ့အချိန်မှာကျွန်တော်ရတာတစ်ခုကကြတော့ကျွန်တော်အဲ့လိုဗာလဲ dumpling code ဆိုရယ်လေ dumpling code ဟိုပထမဆုံးတူရိုက်တဲ့ဟာပေါ့နော်ဒီ memory damage ဖြစ်တဲ့သဘောမျိုးပေါ့နော်ကျွန်တော်တို့ဒီစိတ်တွေအဲ့လိုဒီ social media တွေကြောင့်ကျွန်တော်တို့လို့ပြောမယ်အတွေးတွေဘာတွေညာတွေကနေပြီးတော့ပျက်စီးသွားပြီအခုဆိုလဲကျွန်တော်တို့လက်ရှိသူပြောတာပေါ့နော်ဒီဟာကိုခံမှန်းပြီးတော့ပေါ့နော်သူခံမှန်းပြီးတော့ပြောလိုက်တဲ့ဟာတကယ်တော့လေဒီလက်ရှိမှာပေါ့နော်အခုအဲ့တုန်းကခံမှန်းလိုက်တဲ့အတိုင်းပဲလက်ရှိမှာတကယ်ဖြစ်နေကြပါပေါ့နော်ဟိုဖြစ်နေရဆိုအဲ့ဟာလည်းဆက်ပြီးတော့ပိုပြီးတိတာထင်နေရှာရှာပါလဲဆိုတော့ကျွန်တော်တို့ရက်ွက်သေးတွေမှာဒီအခုဆိုရင်ဗမာကားအရင်ကြည့်ကြရပေါ့ဆရာရဲ့ series အရင်ကြည့်နေကြတဲ့အခြေအနေရောက်တော့မဟာတို့ပေါ့အရင်ကြည့်ကြကျွန်တော်လည်းကြည့်လာဆိုကြည့်ပါတယ်ဟိုကြည့်လာဆိုတာလို့ like ကြိုင်လေးလာတာလည်းပါတာပေါ့နော်အဲ့တော့ဟိုပြောချင်တာအဲ့အခုတီးရသလောက်တော်တော်များများ series တွေမြန်မာနိုင်ငံမှာအခုရိုက်နေတဲ့ဟာတွေဗမာကထပ်ထွက်တဲ့ဟာတွေမှာကျွန်တော်တို့အများဆဆရလိုက်တဲ့ဟာဘာမှမကြံခဲ့ဘူးဘာတွေကြံခဲ့လဲဆိုတော့လေဟိုအိမ်အောင်ရေးနဲ့ပတ်သက်တဲ့အကြောင်းတွေရပြီးတော့လူတွေကိုဒီအဲ့ပေါ့နော်စိုက်ဝါပေါ့နော်ဒီ brainstorm brain ဘယ်လိုပြောရမလဲဆရာရဟိုအခု brain rot အလျုပ်တွေလိုမျိုးပဲ brain rot ဆိုတာလည်းပြောတော့ kind of ဟိုဒီအုံနောက်ကိုပျက်စီးစေမဲ့အဲ့လိုအရာတစ်ခုလိုပဲကျွန်တော်လည်းမြင်တယ်ပေါ့နော်အဲ့ဒါကိုလည်းရှာဖတ်ဘူးတယ်ပေါ့ထားပါတော့အဲ့လိုမျိုးစိတ်ထဲမှာတွေးပြီးတော့အဲ့လိုမျိုးအဲ့နှစ်ခု catch up လုပ်လိုက်ပြီးတော့တွေးမိရပေါ့နော်အဲ့အကြောင်းလည်းဒီဟာလေးလည်းဟိုကြိုက်တယ်ပေါ့နော်ပြီးတော့အဲ့ခုနကပြောတဲ့အဲ့ဟိုဂျက်ကိုဘီလားဂျက်ကိုဘီကကြတော့ခုနပြောVincent ပြောသလိုပဲသူ iconic ဖြစ်နေတာကွာသိလားသူ့အရာကိုမြင်လိုက်တာနဲ့ဟိုသူဆိုတဲ့ဟာမျိုးလည်းရတယ်လို့ပြီးတော့အဲ့ဟိုအဓိကစိတ်ပါအဓိကအဲ့ဒီသုံးခုလုံးမှာအကြိုက်ဆုံးကကြတော့ကျွန်တော်ပြန်ရလိုက်တာကြတော့ကျွန်တော်စိတ်ခံစားချက်အနေနဲ့မှာအများဆုံးရပြစ်တာပေါ့နော်သူကအဲ့လိုသူ့မိခင်ရဲ့စိတ်ကစင်ကလေးဖြစ်တဲ့အရာကနေပြီးတော့သူကြောက်ရွံ့စိတ်နဲ့ပြန်ကုပြီးဟိုဖြစ်တဲ့ဟာကိုပြန်ထားဆိုတော့ဟိုတစ်ခါကြရင်ဒီလိုပိန်းနေရနေလဲအားတစ်ခုဖန်တီးကြတာပဲဒီအဲ့ဟာကိုပုံမြင်လာပေါ့နော် contemporary ဆိုတော့ပုံနားလည်လာပေါ့နော်ပြီးတော့အဲ့နောက်ဆုံးဟာကြတော့ခုနကတယောက်အရှိမဘယ်သူပြောရတယ်လို့ကျွန်တော်မှတ်မိဘူးဒါပေမဲ့အဲ့လိုသူပြောရတာတော့တော်တော်ကြီးကိုပြည့်စုံ over ပေါ့နော်တော်တော်ကောင်းတယ်ဒါပေမဲ့ဟုတ်တယ်အင်းကြီးပြောအရင်လိုက်တယ်ဟိုကျွန်တော်ကကြာအဲ့အချိန်မှာကျွန်တော်ရလိုက်တာတခုကဘာရလိုက်လဲဆိုတော့လေအရင်လှခဲ့တယ်အရင်မိုက်ခဲ့တယ်ဆိုတော့အမျိုးသမီးတဦးဟာလဲသိတယ်မလားအဲ့လိုတေဝါတယ်တေဆုံးခံနီးပြီးဒါမှမဟုတ်အဲ့လိုမျိုးအဲ့လို situation တစ်ခုမှာနေရောလှလားလို့မင်းဒါမှမဟုတ်သူ့ကိုယ်သူတော့သိနေသေးတယ် yes ဆိုပြီးတော့ပြောအဲ့ဟာတစ်ခုတော့တော်တော်လေး catch up ပြလိုက်တယ်ဘာလို့လဲဆိုတော့တခါကြာရင်လူတွေကဟိုတေကန်ဒီအထိမှာတော့မှကိုဘာကို keep လုပ်နိုင်လဲဘာတွေကအဲ့ဒီတည်သွားကြမှာလဲတချို့ဆိုအလှတန်းကိုလောက်ကြရတယ်ဆိုတာမျိုးပေါ့နော်ဒါဗုဒ္ဓဘာသာမှာဆိုရှိတယ်လှတန်းများလောက်တေကန်ဒီကြလို့ရှိရင်ဟိုပေါ့နော်ပြောတာပေါ့နော်ဟဲ့ဟိုအလှလောက်ခဲ့တာတွေကိုပဲတွေးကောင်းတာတွေကိုပဲတွေးကောင်းတဲ့ mindset လေးကိုပဲဟိုဖြစ်ဆိုတာမျိုးအဲ့ message တခုတော့အဲ့ရလိုက်တယ်တော်တော်လေးပေါ့နော်အဲ့တော့သုံးခုလုံးကိုတော့အဲ့လိုသုံးလုံးကြိုက်ပါတယ်လို့ဆိုတာဒီလိုပဲဒီတိုင်းဆွေးနွေးတာပါဆရာဟုတ်ဟုတ်ကဲ့ဆရာဟုတ်အဲ့ဒီဒါဟိုလောက်ကောင်းတဲ့ဒီမတိုင်ခင်ဖတ်တာလဲဆိုတာလေးသိရတယ်ပေါ့နော်အဲ့ဒါလေးဝတ်တာလဲတော့ပြီးတော့ဒီကပြောတဲ့ဟိုကိုဘာလို့ရမလဲဒီ artist စီရတယ်ဘာလို့ရမလဲဆိုတော့လောက်ကောင်းတယ်နည်းနည်းလေးဟိုလောက်ကောင်းတယ်ညာပွင့်တာပေါ့နော်လောက်ကောင်းညာပွင့်တာတော့မဟုတ်ဘူးနည်းနည်းလေးဟို realize လုပ်မိတယ်အဲ့လေးမြင်တာပေါ့နော်အဲ့လိုလေးဖြစ်လာတယ်ထင်တယ်အဲ့ဒါလေးတွေကဒါလေးကကောင်းပွင့်ရှိပါတယ်ဆိုတော့ okay ဆိုတော့ဒီခက်စီဟို